နာမည်မှာစလုံးစလိန်ဇာခွဲဇာမြစွဲညပါလို့ရှိရင်ဒီတပိုရဲလာထဲမှာကြံချောင်းအိတ်တွေကိုဝယ်ထားပါရှစ်ခေတ်တုန်းကတော့ကြံချောင်းမင်းသားရဲ့ရုပ်ပုံပါလို့ကြံချောင်းအိတ်လို့ခေါ်တယ်ဘာဖြစ်လို့ဆိုငွေအလွန်အကျန်းနီးနဲ့ဝင်လာမှာမဟုတ်လို့အတိုင်းအစမရှိဝင်လာမှာမဟုတ်လို့စီးပွားလာလာပါတွေငွေတွေရွှေငွေလက်ဝတ်လက်စားဓာတွေနဲ့ပတ်သက်ပြီးတော့လေအကျိုးပေးနေတာမဟုတ်လို့နာမည်မှာအဲ့လိုစလုံးစလိန်ဇာခွဲဇာမြစွဲညပါလို့ရှိရင်ငွေထည့်ထားပြီးတော့စောင့်ထားလို့ရအောင်ဒီလိုမျိုးကျွတ်အိတ်ကိုကြံချောင်းအိတ်ကိုများများဝယ်ထားသင့်တယ်နော်ဒါကြောင့်မလို့ကျွန်တော်ကအတိတ်ကောင်းနမိတ်ကောင်းပေးတာဖြစ်ပါတယ်အခုဒီအချိန်ဒီကာလကနေတပိုရဲလာကနေစပြီးတော့နာမည်မှာစလုံးစလိန်ဇာခွဲဇာမြစွဲညပါလို့ရှိရင်ဒီလိုမျိုးဘယ်လိုပြောရမလဲဒီကာလရဲ့အစပိုင်းကနေစပြီးတော့ငွေကိုအဲ့လိုတလက်ဟောအကျမ်းပရန်နီးနဲ့ဝင်လာဖို့ရှိတယ်ဘယ်လောက်ဝင်လာမလဲသာတယောက်နဲ့တယောက်မတူတာနော်ဒါကြောင့်မလို့ကျွတ်အိတ်သာဝယ်ပြီးတော့စောင့်ထားလိုက်တော့လို့ကျွန်တော်အကြံပေးတယ်နော်ကျေးဇူးတင်ပါတယ်